Okay ဆရာတို့ဒီဗီဒီယိုမှာဂျပန်ကိုတော့သွားကျင်တယ်ဒါပေမဲ့ဂျပန်စာမလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက်ဆရာဒီမှာတွေးစရာလေးတစ်ခုပြောပြသွားမယ်ပေါ့နော်အဲ့တော့ဆရာတို့ဂျပန်စာမလုပ်ချင်ဘူးဆိုတော့ဂျပန်စာလုပ်ဖို့ passion မရှိဘူးပေါ့နော်အဲ့တော့ဆရာတို့ passion အကြောင်းကိုဆရာတို့ပြောရအောင်ပေါ့အဲ့တော့ passion ကိုဂျပန်လို jonetsu လို့ခေါ်တယ်ဟုတ်ပြီနော် jonetsu ဟုတ်ပြီနော်အဲ့တော့ဆရာတို့ passion ကတကယ်ဆရာတို့ဂျပန်စာလုပ်ဖို့လိုအပ်သလားဆရာတို့တခြားပြန်တွေးကြည့်အောင်ဆရာတို့ကျောင်းတွေတက်ခဲ့ပေါ့နော်ဒီ private မဟုတ်ဆရာတို့ state ကျောင်းတွေဆရာတို့တက်ခဲ့တယ်ကျောင်းတက်ခဲ့တာကဆရာတို့ passion ရှိလို့ဆရာတို့တက်ခဲ့တာမဟုတ်ဘူးအဓိကကိုလုပ်ဆရာရှိတာကိုလုပ်တဲ့အနေနဲ့တက်ခဲ့တာပေါ့နော်အဲ့တော့တချို့ကကိုဝါနာမပါတဲ့ဟာကိုမလုပ်ချင်ဘူးတချို့ကလည်းပြောတယ်ပေါ့ဝါသနာမပါတာကိုမလုပ်တာပဲကောင်းတယ်လို့ပါတော့ဆရာတို့ပြောလို့ရှိရပေါ့နော်တကယ်ကဆရာတို့အဲ့ဝါသနာပေါ့ဒီဝါသနာတို့ပါတော့ဆိုတာကတေချာဆရာတို့ပြန်တွေးကြည့်အောင်တေချာပြန်တွေးကြည့်မယ်ဆိုရင်ဆရာတို့ဝါသနာဆိုတာကကိုလှုပ်ချင်တဲ့အရာကိုသဘောကျတဲ့အရာဟုတ်ပြီနော်ကိုလှုပ်နေရင်ပျော်နေတဲ့အရာဟုတ်ပြီနော်ဒါကိုနဲ့ပဲဆိုင်တဲ့အရာဖြစ်နေတယ်ပေါ့အဓိကကို self center ပေါ့နော် self ကိုအဓိကထားရတယ်အဓိကဆရာတို့ego ပေါ့နော်ဆရာကိုအတ္တကိုလှုပ်ချင်တာကိုပဲလုပ်နေတဲ့လောကမှာကြိုက်တဲ့ပုံစံမျိုးပေါ့ဟုတ်ပြီနော်အဲ့တော့ဥမာအပြင်ဆရာဆိုလို့ရှိရင်ဘာဝနာပါရှိလဲဥမာစစ်တုရင်ဝါနာပါတယ်ပေါ့ကိုကစစ်တုရင်ဝါနာပါတယ်ဆိုပြီးတော့ဆရာစစ်တုရင်တွေလိုက်ထိုးနေလို့မရဘူးအဲ့လိုမျိုးစစ်တီလို့မရဘူးဟုတ်ပြီနော်အဲ့လိုမျိုးပဲကိုကထားပါတော့ပကြီးဆွဲတာဝါနာပါတယ်ဟုတ်နော်တခြားဂီတာတီးရဝါနာပါတယ်တခုခုပေါ့အဲ့တော့ဂီတာတွေတီးပကြီးတွေဆွဲပြီးတော့ဆရာတို့ရက်တီလို့မရဘူးလို့တော့မဆိုလို့ဘူးဒါပေမဲ့တကယ်ရက်တီကိုအရင်ခက်ခဲတယ်ပေါ့နော်အဲ့တော့ဆရာတို့ပြောနေတဲ့ဝါသနာဆိုတာဟာကိုအခြေခံထားတဲ့ဆရာတို့အတ္တပဲဖြစ်တယ်ဟုတ်ပြီနော်ဒါရေဘူးအောင်ပြောပြရပါဘောနော်ဒါပေမဲ့အကုန်လုံးတော့မဆိုလို့ဘူးအများအပြားဆရာတို့အတ္တကိုအခြေခံတယ်တချို့တွေရှိရဗျဆရာတို့ကြားဘူးလားမသိဘူးကြပြဝါနာပါတယ်ကြပြပဲတက်လုံးရေးသွားတယ်ဒါပေမဲ့သူ့မှာစာဝတ်နေအတွက်ဝင်ငွေမရှိဘူးပေါ့နော်သူ့နောက်ကအမိကိုနေတဲ့မိသားစုတွေသူ့ကိုချစ်တဲ့မိသားစုတွေသူကချစ်တဲ့မိသားစုတွေနှစ်မျိုးလုံးပေါ့သူတို့တွေကိုလစ်လူရှုပြီးတော့ကိုဝါနာပါတဲ့လုပ်ကိုပဲလုပ်နေတာဖြစ်တဲ့အတွက်တကယ်ကတော့အတ္တအရင်ကြီးရဲ့ပုံစံပေါက်တယ်ပေါ့နော်အဲ့တော့ဆရာပြောချင်တာကဂျပန်သာလုပ်ဖို့ဒီ passion ဆိုတဲ့ဟာကရှိဖို့မလိုပါဘူးဆရာတို့ဒီဂျပန်ကိုသွားပြီးအခုလုပ်နေတဲ့သူတွေသူတို့တွေကလည်းဆရာတို့ဒီ passion ပါလွန်းလို့ဂျပန်သာကိုလေ့လာခဲ့တာမဟုတ်ဘူးပေါ့နော်ကိုလှုပ်ရှားရှိတာကိုလှုပ်ရမှာမှန်သိတဲ့အတွက်စာကိုလှုပ်တယ်ပြီးတော့ဂျပန်ကိုရောက်သွားတယ်ပြီးရင်ဝင်ငွေရှာတယ်ပေါ့ရမယ်နော်အဲ့တော့ကျတို့ဂျပန်စာသင်ရမှာပြင်းတယ်ဝါသနာမပါဘူးဂျပန်စာကွဲ passion မဟုတ်ဘူးဆိုပြီးတော့တွေးနေလို့ရှိရင်ကျတို့ဒီဗီဒီယိုကနေအတိတရားတစ်ခုရမယ်ထင်ပါတယ်ကိုမိခိုနေတဲ့မိဘတွေရှိမယ်ဟုတ်ပြီနော်ချစ်တဲ့သူတွေရှိမယ်ပြီးရင်ကိုကနေပြီးတော့ပြန်ပြီးချစ်တဲ့သူတွေရှိမယ်ဒါမှမဟုတ်သူတို့ရဲ့နောင်ရေးတွေမိဘတွေရဲ့နောင်ရေးတွေအတွက်ဇာတ်ထည့်သွင်းဖို့လိုတယ်ကို passion မရှိဘူးဆိုတာနဲ့ပဲဇာတ်ဒီကိုပလန်ထားတဲ့ဟာကို cancel လုပ်ပါလားတခြားပြန်ပြီးတော့စဉ်းစားဖို့လိုပါတယ်ပြီးတော့ဒီဗီဒီယိုကနေဘုဒ္ဓတစ်ခုရရှိမယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်